တင်းနံတွေအရေးသွေးမြင့်မာပြီးတနေရာထဲမှာတစိတဝမ်းတဲ့စူပေါင်းရောက်ချပွဲတွေအောင်မြင်မြင်ကျင်းပနိုင်မှုကတောင်သူတွေရဲ့ကြီးမားတဲ့တွေးခေါ်မြင်မြင်နိုင်စွမ်းကအဓိကကျပါတယ်။ဒါအပြင်ပြပဈေးကွက်ရှာဖွေနေတဲ့ exporter ကုမ္ပဏီတွေဖြစ်တဲ့ရွှေဟာဝေး New Golden Gate, Cobrada, တက်နေမင်းစိမ့်လက်သွင်းစတဲ့ကုမ္ပဏီတွေပူးပေါင်းဆောင်ရွက်မှုကလည်းအဓိကကျပါတယ်။ဦးမြင့်အောင်ကဒီရုပ်သံဗီဒီယိုဖိုင်အပိုင်း၈မှာအခုလိုအသိမှတ်ပြုပြောဆိုထားပါတယ်။ကျွန်တော်တို့ရဲ့စူးစမ်းအထောက်အမှုရဲ့ပူပေါင်းဆောင်ရွက်ပေးတဲ့ပထမနှစ်မှာဆိုရင်တော့နန္ဒရိယရွှေဝါဝေးကဥမမောင်လာတော်ချိုချိုဝင်းတို့သူတို့ကလည်းအရန်ကူညီပေးပါတယ်နောက်ပြီးတိခံပေးတယ်အဲ့ခါကျတော့မထင်မှတ်ပဲနဲ့အရန်အောင်မြင်သွားတယ်ပေါ့နော်အောင်မြင်ပြီးနောက်ပိုင်းနင်းတွေမှာတော့ကျွန်တော်တို့ဆက်ပြီးတော့ရန်ကုန်ကနေယူကိုတန်းဂိတ်ဆရာဦးဝင်းတိုင်တို့လည်းပူပေါင်းပြီးတော့ပါဝင်လာပေးတယ်ပေါ့လေကျွန်တော်တို့ရဲ့စုပေါင်းရောင်းချပွဲတစ်ခုဖြစ်မြောက်လာဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီမြင့်မြတ်တော်ဝင်တစ်ခုရဲ့အင်အားနဲ့တင်မရပါဘူးသူကဒီစတင်ဆိုင်တိုးတဲ့တောင်သူလယ်သမားရှိရမယ်နောက်သူတို့ကိုစီးရုံးပေးတဲ့တောင်သူအစုပွဲအတီးတီးရှိရမယ်နောက်ကျွန်တော်တို့တောင်သူကတော့အည်တွေးကောင်းအောင်တော့စူးစမ်းပြီးတော့ကျွန်တော်စိုက်လိုက်ပြီးတိုးတော်လည်းပဲဒီရည်တွေးတွေကိုဈေးကောင်းပေးဝယ်မယ်ကုန်တယ်တွေကုမ္ပဏီတွေပြည်တွင်းပြည်ပကလုပ်ငန်းရှင်ကြီးတွေလည်းပူပေါင်းပါဝင်လာဖို့စိတ်ဝင်စားဖို့လိုတယ်အဲ့ခါကျတော့သူတို့ရဲ့ကျွန်တော်တို့ထက်ဟလာအမျှော်အမြင်ရှိတယ်ကျွန်တော်တို့တဲ့အတွေ့အကြုံတွေလည်းရှိတယ်ကျွန်တော်တို့ရဲ့လက်တွဲတွေလက်ရှိကုမ္ပဏီပိုင်ရှင်တွေတထေးတွေစီကနေပြီးတော့ပုံကိုယ်တွေစီကနေပြီးတော့သူတို့စီကကျွန်တော်အကြံဉာဏ်တွေယူရတယ်ကျွန်တော်တို့ဖြစ်စေချင်တာတွေကိုဆွေးနွေးရတယ်အဲ့လိုမျိုးနောက်တောင်သူစုပွဲနေလည်းထပ်ပြီးတော့ဆွေးနွေးတိုင်ပင်ပြီးတော့မှဒီအရွေးလေးတစ်ခုဟာဖြစ်လာတာဖြစ်တယ်ဒီအတွက်လည်းဒီပူပေါင်းပေးတဲ့ဝယ်ယူပေးတဲ့ exporter ကုမ္ပဏီတွေကိုလည်းကျွန်တော်တို့အနေနဲ့ကျေးဇူးအထူးတင်ပါတယ်